အာနန္ဒာတဲ့လူသေးတိုင်းငါ့ကိုလာပြီးတော့ဘယ်ရောက်တုံမေးနေလို့ရှိရင်မင်းတို့ငါ့ကိုညှင်းဆဲရရောက်လိုက်မယ်ငါ့ကိုဒုက္ခပေးတာပဲတဲ့ဘုရားကိုဘေးရင်မေးတယ်လို့ဖြစ်နေသေတဲ့လူတွေ့ဘယ်ရောက်သွားတော့ဒီလူဘယ်ရောက်သွားတော့ငါ့ကိုလာမေးမနေနဲ့တဲ့ကိုစမ်းစစ်ကြည့်ဓမ္မဒါသလို့ခေါ်တဲ့ဓမ္မကြည်မှန်ကြီးတစ်ခုဓမ္မကျေးမုံကြီးတစ်ခုငါပေးထားမယ်အဲ့ဒီကျေးမုံကြီးထဲမှာကိုရုပ်ပုံတော်ကိုပြန်ကြည့်တယ်မြတ်စွာဘုရားပြန်ကြည့်ပြီးတဲ့အခါကျလို့ရှိရင်ကိုဖြေထုတ်လို့ရကိုမျက်နှာရိပ်ကိုကြည့်ပြီးကိုမှန်ကျေးမုံထဲမှာကြည့်ပြီးအဖြေထုတ်တယ်လို့ပဲတကယ်ကိုဓမ္မကျေးမုံဆိုတဲ့ဓမ္မမှန်ကြီးကိုပြထားတယ်အဲ့ဒီထဲမှာကြည့်ပြီးကိုဆုံးဖြတ်တယ်ဆိုပြီးတော့မြတ်စွာဘုရားကဓမ္မဒါသဆိုတဲ့ဒေသနာတော်ကိုဟောပြောတာအာနန္ဒာဒီတရားကိုမှတ်သားထားတဲ့အဲ့ဒီဓမ္မဆိုတဲ့ချင်းမုံပြင်းကြီးတဲ့ကိုကြည့်လိုက်လို့ဒီအချက်လက်တွေနဲ့ညီတယ်ဆိုလို့ရှိရင်ကိုဆုံးဖြတ်တော်တဲ့ငါဟာအပေကလွတ်ကင်းသွားပြီဘယ်တော့မှအပေဘုံကိုမရောက်တော့ဘူးနောက်ဆုံးမှာငါဟာသောတာပန်ဖြစ်သွားပြီအပေတကားပိတ်ပြီလို့ကိုဆုံးဖြတ်နိုင်တယ်ကိုဆုံးဖြတ်နိုင်ဖို့ဓမ္မဒါသဆိုတဲ့တရားဒေသနာတော်ကိုမြတ်စွာဘုရားကနာတိကဟောပြောထားတယ်နာတိကလူတွေမေးမနေနဲ့တဲ့ကိုဆုံးဖြတ်ဖို့ဆိုပြီးအချက်၄ချက်ကိုမြတ်စွာဘုရားဟောတာအဲ့ဒီအချက်၄ချက်ကပါလဲကိုပြန်ဆန်းစစ်ကြည့်တယ်ငါဟာမြတ်စွာဘုရားကိုယုံကြည်တာတကယ်ကိုအသိဉာဏ်နဲ့နှစ်ကာသိပြီးတော့ယုံကြည်တာဟုတ်ကဲ့လားကိုစဉ်းစားဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘုရားရဲ့ခုံတွေကိုအလေးနဲ့သိပြီးတော့နှစ်ကာယုံကြည်တာဟုတ်ကဲ့လားဒါတခုတရားဓမ္မနဲ့ပတ်သက်ပြီးတော့နှစ်ကာယုံကြည်တာဟုတ်ကဲ့လားအရိယာတန်ခါခုံတွေနဲ့ပတ်သက်ပြီးနှစ်ကာယုံကြည်တာဟုတ်ကဲ့လားဘုရားတရားတန်ခါကိုးကွယ်တယ်လို့ဆိုတဲ့နေရာမှာတစုံတစ်ခုမျှော်လင့်ချက်နဲ့ကိုးကွယ်တာလားကိုးကွယ်ထိုက်တယ်လို့ယုံကြည်လက်ခံလို့အသိဉာဏ်နဲ့ကိုးကွယ်တာလားဆိုတာကိုဆုံးဖြတ်တယ်ကိုဆုံးဖြတ်လို့ရတယ်အေးမြတ်စွာဘုရားကိုယုံကြည်တယ်ဆိုတာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်လိုက်သည့်အတွက်ကြောင့်မြတ်စွာဘုရားဟောထားတာအလွဲမှားမရှိဘုရားဟောတဲ့တရားတွေ